都没表现的，哪个这些差都刚刚表明的，俺老爸老公嘛哪有骗你的？啊？俺没都俺爸都没表现的，咱们这边好像对岸边嘛。我哪来钱嘛？都不要钱。俺这样嘛了，没人了，你看你身上的。俺说没有怎么没呢，俺没都也没怎么也没打表来。我都哎妈年轻人，没差怎么地，人家对岸边呗，不让俺的不做的，不让妈妈打不。俺这边那老样的，啥老样的，你哪来了？你啥追来了？你没啥做，你把那你啥追？啊？你把那你啥追来？你老大问开那的时候，你把那你啥追？俺这没啥子，俺这改变比俺的来没？你哪来了？ကိုချလာပေါ်တော့ကိုမရတင်နိုင်တဲ့ကိစ္စဟမ်အရှိရတင်လိုက်တဲ့ဗီဒီယိုမှာလေဟိုကွန်မန့်တွေကတော့အများကြီးတွေ့တာပေါ့နော်မကောင်းတာလည်းတွေ့တယ်ကောင်းတာလည်းတွေ့ဟုတ်တာလည်းတွေ့မဟုတ်တာလည်းတွေ့ရပေါ့နော်ဒါပေမဲ့အဲ့ဒီမှာဗာပြောချင်တာလည်းဆိုတော့လေအမှန်ပြောအဓိကအကြောင်းအရာကဘယ်လိုဖြစ်တာလဲဆိုတော့ကျမလည်းအမှန်တိုင်းပြောရရင်ကျမမိသားစုတော့ကျမ supporting တွေအများကြီးပေးနေရတဲ့လူပဲကွာသိလားဒါပေမဲ့အဲ့ဒီချိန်မှာကျမမောင်လေးကလည်းအမှန်တိုင်းပြောရရင် तू ကအရန်သိရမလားပေါင်းသင်းကြောင်လားဘာကြောင်လားညာကြောင်လားဆိုတော့အဲ့လိုမျိုးတွေနဲ့တော်တော်လေးကိုဟိုဘယ်လိုပြောမလဲစကားလည်းနားမထောင်တော့ဘူးအရန်လိမ်မာခဲ့တဲ့ကလေးပေါ့နော်အရင်ကဆိုရင်သူကလည်း तू ဘာသာတရားလဲသူကလည်း तू ရှိပြီးသားကလေးအဲ့လိုမျိုးအဲ့လိုကြတော့သိရမလားရုပ်တရက်ကြီးဒီလိုရုံးရင်းဆိုင်ကဖြစ်တဲ့ချိန်မှာမှဘလို့မှလည်းစကားနားမထောင်တော့ဘူးဘလို့မှလည်းပြောလို့မရတော့ဘူးဆွဆုံးမလို့မရတော့ဘူးအဲ့လောက်ကြီးတီးဖြစ်သွားတာအဲ့ဒါကြောင့်မလို့လက်ပါတဲ့အဆင့်တီးဖြစ်သွားတာကိုယ့်ရဲ့အမတော်ကိုသိရမလားလက်ပါတဲ့စီးဖြစ်သွားတဲ့ချိန်မှာပြောရမှာဆိုရင်အရန်နဲ့ဒေါသထွက်ရတယ်အဲ့ဒီအချိန်မှာဆက်ပြီးတော့ကိုယ့်ရဲ့အမေတွေဆိုတာသိတဲ့အတိုင်းပဲတော်တော်များများသားကိုချစ်ကြတာများတယ်ပေါ့နော်ပို့ပြီးတော့တန်းတူချစ်တယ်ဆိုတာကလည်းအမှန်တိုင်းပြောရရင်ဟုတ်ချင်မှလည်းဟုတ်မှာပေါ့နော်ဒါပေမဲ့မနေ့ကဖြစ်တဲ့ကိစ္စတွေမှာဆိုရင်လည်းဘယ်လိုပြောမလဲသားဘက်ကတော့သိရမလား तू ကနည်းနည်းလေးပို့ပြီးတော့ညားကျင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေတယ်အဲ့လိုကြတော့မှန်တိုင်းပြောရရင်ကိုရီလည်းမောင်နှမတွေဆိုတာဘယ်တော့မှမချစ်ဘဲနဲ့တော့မစုံမအောင်မပြုံးကွာတည်ရမလားဟိုသူဖြစ်ချင်တာဖြစ်ဆိုပြီးထားထားမှာပေါ့နော်ဒါကိုရီလည်းကိုမောင်နှမတွေပေါ်မှာကိုချစ်လို့တန်ရောစင်ရှိလို့ဒီလိုမျိုးဖြစ်တာအဲ့ဒါကိုတည်ရမလားကိုဘက်ကလည်းဘယ်သူမှလည်းမရှိဘူးမရှိတဲ့ချိန်မှာမှအလောက်ထိစုံမနေတာလည်းမရဘူးအဲ့ဒီချိန်မှာနောက်ပြီးရင်လက်ပါတာတွေရောဘာတွေရောဖြစ်လာတဲ့အခါမှာတော်တော်လေးကိုတိုင်းလည်းလုံးဝ surprise ဖြစ်သွားတယ်ပေါ့နော်တခါမှဒီလိုမျိုးမလုပ်ဘူးကိုမောင်လေးကတခါမှကိုအဲ့လိုလက်ပါတာပါညာမလုပ်ဘူးဆိုတော့ရုပ်တရက်ကြီးဖြစ်သွားတဲ့အချိန်မှာအရန်အံ့ဩပြီးတော့ကိုကအမှန်တိုင်းပြောရင်မခံစားနိုင်တော့ဘူးမှာအမိသားစုကလည်းပတ်သက်ရင်ရင်း trauma တွေအများကြီးရှိတာဖြစ်တဲ့အတွက်မရအောင်အဲ့လိုမျိုးအဲ့ဒါဖြစ်တာပါလို့ဟိုဘယ်လိုပြောရမလဲအမှန်တိုင်းပြောရင်တချို့တွေကတော့ပြောပါတယ်အတွင်းမိအပြင်မယူနဲ့ဆိုလည်းမှန်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ကျွန်မအမှန်တိုင်းပြောရရင်ကျွန်မရင်ဖွင့်တာအရန်ရှားတယ်ပေါ့နော်အဲ့လိုဘယ်လိုပြောရမလဲတယောက်တည်းနေတာလည်းပါလို့ပဲဖြစ်မှာပေါ့အဲ့လိုကြတော့ဒီတိုင်းလေးတင်လိုက်တာပေါ့နော်တင်လိုက်တဲ့အချိန်မှာအဲ့လိုအိုးအတောင်းနေနေဖြစ်သွားတယ်ပေါ့နော်ကျမတော့ဒါပေမဲ့ဘယ်လိုပြောရမလဲကျမမောင်လေးတော့ခွင့်လို့ဖို့တော့အစီအစဉ်တော့မရှိဘူးပေါ့နော်ကျမဘာသာတရားတွေဘယ်လောက်ထိပဲလှုပ်ပါဘယ်လိုပြောရမလဲဒါကကြတော့ခွင့်လို့မရဘူးလို့ကိုယ်စိတ်ထဲမှာလည်းအဲ့လောက်ထိတွေးလိုက်လို့ပေါ့နော်ဒါပေမဲ့အချိန်တန်ကြရင်တော့ဖြစ်သွားမှာပေါ့နော်ခွင့်လို့လည်းခွင့်လို့ဒါပေမဲ့အခုချိန်မှာတော့ဘယ်လိုမှလည်းသူခွင့်လွှဲမလုပ်ဘူးဘယ်လိုမှလည်းသူနဲ့အဲ့လိုဘယ်လိုပြောရမလဲကိုမောင်လေးနဲ့လည်းနောက်ပိုင်းနေအဆက်အသွယ်ဖို့ပတ်သက်ဖို့လည်းမလုပ်ဘူးလို့ပဲကိုယ့်ဘာကိုတွေးပြီးတော့ဒီတိုင်းပဲနေတယ်အဲ့တော့ဘယ်လိုပြောရမလဲကျမမိသားစုကတော့သူနဲ့ပတ်သက်ပြီးတော့အဖြစ်သေးမှာပေါ့နော်မောင်လေးရတယ်အငယ်ဆုံးဆိုတော့အဲ့တော့အမတော့မဟုတ်ပါဘူးအဲ့တော့ဘယ်လိုပဲလာရေးကြပါစေကိုမတ်မှာနားလေတယ်ဘယ်သူမှလည်းပြန်မရိုင်းဘူးဘာလို့ပဲပြောလိုက်ခံတယ်ဘာလို့ဆိုအကြောင်းစုံမသိလို့ပေါ့နော်